သက်ကွဲတဲ့အခါဘယ်လို move on လုပ်ရမလဲအသက်ကွဲတဲ့ဆိုတာတကယ်ကိုခံစားရခက်တဲ့ဝေဒနာတစ်မျိုးပါဘယ်သူမှမခံစားချင်ကြဘဲနဲ့လူတိုင်းနှိပါတစ်ချိန်မဟုတ်တစ်ချိန်မှာဒီလိုအဖြစ်မျိုးကြုံတွေ့ရတတ်ပါတယ်အသက်ကွဲတဲ့အခါကိုအထီးကျန်တဲ့ဘသူကိုမှလည်းမယုံကြည်ချင်တော့တဲ့အထီးဖြစ်သွားနိုင်တယ်အနာဂတ်ကိုလည်းမမြင်နိုင်တော့ဘူးလို့ခံစားရနိုင်ပါတယ်စိတ်မညစ်ပါနဲ့ဒါပေမဲ့အသက်ကွဲခြင်းကနေယုံထွက်ပြီးပြန်လည်ကောင်းမွန်တဲ့ဘဝကိုပြန်လည်တည်ဆောက်နိုင်ပါတယ်အသက်ကွဲခြင်းကိုလက်ခံပါပထမဆုံးအနေနဲ့ကိုယ့်ရဲ့ခံစားချက်ကိုလက်ခံဖို့လိုပါတယ်ဝမ်းနည်းတာပဲဖြစ်ဖြစ်ဒေါသထွက်တာပဲဖြစ်ဖြစ်စိတ်ပြက်နေတာပဲဖြစ်ဖြစ်ခံစားချင်တယ်လို့ခံစားလိုက်ပါရှင်ခံစားချက်တွေကိုဖုံးကွယ်ထားတာကရေရှည်မှာပို့ပြီးစိတ်ထိခိုက်စေနိုင်ပါတယ်ငိုချင်ရင်ငိုပြလိုက်အော်ဟစ်ချင်လည်းအော်ဟစ်ပြလိုက်ပောက်ကွဲချင်လည်းပောက်ကွဲပြလိုက်ကိုယ့်ရဲ့ခံစားချက်ကိုလွတ်လပ်စွာထုတ်ဖော်ခွင့်ပေးလိုက်ပါကိုဂရုစိုက်ပါအသက်ကွဲတဲ့အခါမှာကိုဂရုစိုက်ဖို့ကတကယ့်ကိုအရေးကြီးတဲ့အချက်ပါပဲရှင်ကောင်းစားပါကောင်းအိပ်ပါလက်ချစ်ကန်လှုပ်ပါဒါတွေလှုပ်ခြင်းအပြင်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကိုတိုးတက်စေပြီးတော့ခံစားချက်ကိုထိန်းချုပ်ပေးနိုင်ဖို့အကူအညီပေးစေပါတယ်အာဟာရပြည့်ဝအောင်စားပါစိတ်ဓာတ်ကျနေချိန်မှာအစာအသောက်ပြတ်တတ်ပါတယ်ရှင်ဒါပေမဲ့ခန္ဓာကိုယ်ကအင်အားပြည့်ဝနိုင်မှကိုယ့်ရဲ့စိတ်ကိုပြန်လည်ပြီးတော့အားဖြစ်ပေးနိုင်မှာပါလုံလောက်တဲ့အိပ်ဆက်ချိန်ယူပါအဲ့ရေပြတ်တာကစိတ်ဖိစီးမှုကိုပိုဆိုးစေပါတယ်ရှင်တနေ့ကို9နာရီဒါမှမဟုတ်10နာရီလောက်အိပ်ဆက်ဖို့ကြိုးစားပါနော်ပုံမှန်လက်ချစ်ကန်လုပ်ပါလက်ချစ်ကန်လုပ်တာကစိတ်ဖိစီးမှုကိုရော့ကျစေပြီးတော့စိတ်ဓာတ်ကိုပြန်လည်မြင့်တင်ပေးစေပါတယ်အပေါင်းအသင်းတွေနဲ့အချိန်ကုန်ဆုံးပါမိသားစုနဲ့တငယ်ချင်းတွေကအသက်ကွဲတဲ့အချိန်မှာအားပေးကူညီနိုင်တဲ့အကောင်းဆုံးသောသူတွေပါသူတို့နဲ့စကားပြောပါရီမောပါအတူတူအချိန်ကုန်ဆုံးလိုက်ပါရှင်တယောက်တည်းအထီးကျန်နေတာထက်စားလို့ရှိရင်သူတို့နဲ့အတူရှိနေတာကစိတ်ကိုပို့ပြီးတော့တက်တာစေပါတယ်ဝါသနာတွေကိုပြန်စပါအရင်ကလှုပ်ချင်ခဲ့တဲ့အရာတွေဝါသနာပါတဲ့အရာတွေကိုပြန်လုပ်ပါရှင်စဖတ်မလားရုပ်ရှင်ကြည့်မလားပကြီးဆွဲမလားတချင်းဆိုမလားခရီးသွားမလားကြိုက်တာလုပ်လိုက်ပါရှင်ဒါတွေကစိတ်ကိုပျော်ရွှင်စေပြီးအသက်ကွဲတဲ့ခံစားချက်ကိုခဏမေ့ထားနိုင်ပါတယ်ရှင်အနာဂတ်ကိုမျှော်ကြည့်ပါအသက်ကွဲခြင်းကအဆုံးမဟုတ်ပါဘူးနော်ဒါဟာဘဝရဲ့သင်ခန်းစာတစ်ခုပါရှင်ဒီအတွေ့အကြုံတွေကနေသင်ယူပြီးတော့ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါနော်အနာဂတ်မှာသင်ပါလုပ်ချင်တဲ့သင်ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကိုစဉ်းစားပါရည်မှန်းချက်တွေထားပြီးအဲ့ဒီရည်မှန်းချက်တွေကိုအကောင့်အထက်ဖော်ဖို့ကြိုးစားပါနောက်ဆုံးအနေနဲ့အသက်ကွဲခြင်းကနေရုံထွက်ဖို့အချိန်ယူရပါတယ်ရှင်မြန်ပျောက်ကင်းချင်ရင်စိတ်မပူပါနဲ့ရှင်ကိုအချိန်ပေးပါကိုချစ်ဖို့မမေ့ပါနဲ့တနေ့မှာအရာအလုံးကအကုန်လုံးအဆင်ပြေသွားမှာပါနော်တကယ်လို့အခုကြည့်နေတဲ့သူတွေမှာလည်းအသက်ကွဲတဲ့ဝေဒနာခံစားရတယ်ဆိုလို့ရှိရင် fighting တော့အတင်းထားပါရှင်အားလုံးပဲကျေးဇူးပါ bye bye